တချို့လူတွေကမကောင်းတဲ့အတွေ့မကောင်းတဲ့စိတ်နဲ့ဆုံးဖြတ်ချက်ချပြီးတော့လှုပ်လိုက်တဲ့အလုပ်တွေကအောင်မြင်သွားတာရှိရဲ့အဲ့လိုလူတွေကကြတော့ဘာလို့လဲဆိုတော့မကောင်းတဲ့စိတ်မကောင်းတဲ့အတွေ့မကောင်းတဲ့လုပ်ရက်နဲ့လှုပ်တဲ့လူမှန်တယ်များရေရှည်မှာသူတို့ရဲ့အောင်မြင်မှုကမတည်တတ်နိုင်ဘူးသူတို့ကလက်တလောကောက်ရိုးမီလို့ပဲသူတို့ကအောင်မြင်နိုင်မယ်ဒါပေမဲ့သူတို့ရဲ့အတိတ်ကံတွေသူတို့ရဲ့အတိတ်ဘဝအကောင်းမှုကုသိုလ်တွေကကောင်းနေတဲ့အချိန်သူတို့ကမကောင်းတဲ့စိတ်မကောင်းတဲ့အတွေးနဲ့လုံနေပြီးမဲ့လေသူတို့ရဲ့အလုပ်တွေကသူတို့ရဲ့လုပ်ရက်တွေကအောင်မြင်နေတယ်ဒါပေမဲ့တချို့လူတွေကကြောင့်ကောင်းတဲ့စိတ်ကောင်းတဲ့အတွေးနဲ့လုပ်ခဲ့ပြီးမဲ့လေသူတို့ရဲ့ကံတွေကမကောင်းသေးတဲ့အချိန်သူတို့ကောင်းစားဖို့အချိန်သူတို့အောင်မြင်မှုအချိန်မတိုင်သေးတဲ့အချိန်မတန်သေးတဲ့အတွက်သူတို့စီကိုအဲ့ဒီအောင်မြင်မှုတွေကြီးပွားချမ်းသာမှုတွေရောက်မလာသေးဘူးဖြစ်နေတတ်တယ်ဒါကြောင့်မို့လို့လူတိုင်းအောင်လေသူတို့ရဲ့ရလတ်တစ်ခုတည်းနဲ့ကြည့်ပြီးတော့မတိုင်းတာပါနဲ့မဆုံးဖြတ်ပါနဲ့လို့ပြောချင်တယ်အရေးကြီးဆုံးတစ်ခုကတော့ကိုပေါ့နော်ကိုကမအောင်မြင်သေးဘူးဆိုလို့ရှိရင်မကြီးပွားသေးဘူးမချမ်းသာသေးဘူးဆိုလို့ရှိရင်ကိုရဲ့ယခုအခုရရှိနေတဲ့ရလတ်နဲ့ကိုမတိုင်းတာပါနဲ့အဲ့ဒီရလတ်ကပဲကိုကိုအောက်ဆုံးထိစွဲချနိုင်တာမို့လို့ပေါ့နော်